ကဲလက်ချက်ဖြတ်ပေးမယ်တဲလို့ရေဓာဝါနော်ဓာဝါရေဟိုဟာရေဖြတ်ပေးမယ်2မီတာဓာဝါတော့မိုင်းချိုက်ကစီထုတ်တာနော်ဒီဟာကျတော့ prism ဘာလဲ prisma နေထုတ်တာ prisma ဒါကိုပဲရှာလိုက်နော်2မီတာနော်2မီတာဂွင်းကျဲ2မီတာဂွင်းကျဲကိုလေရေးစေးသားနှစ်ဖက်ပေါက်သူကဓာမိတ်တွေနဲ့လာမယ်တလားဓာမိတ်တွေနဲ့လာမယ်ပြီးရင်သူကဓာတောက်မှန်စင်လေးတွေဓာတောက်မှန်ဟိုမှာသူကပန်းလေးတွေနဲ့ဓာတောက်မှန်လေးတွေနဲ့လားဓာတောက်မှန်ဟိုလိုရိုးအရင်တော့ကမူလလက်ဟောင်းပုံစံမဟုတ်ဘဲနဲ့ဒီဇိုင်းဆန်းဆန်းလေးပေါ့နော်ဒီဇိုင်းဆန်းဆန်းလေးဒီဟာလေးနှစ်ခုပေါ့နော်တစ်စိတ်ကလေး2မျိုးဒါပေမဲ့သူ့ရဲ့အသားအနာ quality တွေကဘာမှတိတ်ပြီးတော့မှမကွာခြားဘူးဒီလားအသားလေးကအကုန်လုံးအီလေးတွေပဲ100%ချီတာစေးသားနှစ်ဖက်ပေါက်လေးရေနော်ဓာမိတ်လေးနဲ့လာမယ်နော်အနာလုံးပြီးသားလေးလိုမျိုးနော်ဟိုဘက်ဒီပဲစေးပေါက်မယ်နော်ဟိုဘက်ဒီပဲစေးပေါက်မယ်ဒီဟာလေးတွေကိုဘယ်စေးနဲ့ပေးမှလဲဆိုလို့ရှိရင်ဟိုကနဲ့မြန်လာယူလိုက်နော်ဒါစနစ်တနင်္ဂနွေ special စေးလုပ်တဲ့ဟာလေးဒီလားဒါပေမဲ့အခုကစနစ်တနင်္ဂနွေမလုပ်တော့ဘူးတချို့တွေကကြတော့လေစနစ်တနင်္ဂနွေဟိုမမီဘူးလေမမီဘူးဆိုတော့တမတခါတလေကြာရင်ဗီဒီယိုကသူတို့တက်ချင်တဲ့အချိန်မှာတက်တာတွေ့ချင်တဲ့အချိန်မှာတွေ့တာဆိုတချို့လေးရချင်ရမရလိုက်ကြဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ရက်မကန်တတ်တော့ဦးရဲသူယူလိုက်တော့နော်ဦးရဲသူယူလိုက်တော့စနစ်တနင်္ဂနွေစေးမလုပ်တော့ပဲနဲ့ဦးရဲသူကအရင်ရတဲ့သူအရင်ပေါ့ဒါတော့ကန်တရားပဲနော်အဲ့ဒါပဲနော်ဒီဟာကိုအခုဘယ်လိုပေးမလဲဆိုရင်လေ COD ကိုတကွင်းကို COD ဆိုအင်ရောင်းဝေချေပေါ့နော်အင်ရောင်းဝေချေတကွင်းကို3800ပေါ့နှစ်ကွင်းဆိုလို့ရှိရင်9000ခွဲကြမယ်အဲ့ဒါကို9000နဲ့ပေးမယ်နော်ဒီလားအင်ရောင်းဝေချေ9000နဲ့ပေးမယ်ဒါဘယ်လောက်တန်နေမှတ်လဲဘယ်လောက်တန်နေမှတ်လဲတဲ့ဒီပါပေါ့4000ခွဲလောက်ရောင်းနေသလားလက်လီဆိုရင်လေလက်လီကို4000ခွဲလောက်ရောင်းနေအဲ့ဒါကိုအခုနှစ်ကွင်းယူလိုက်တယ်ဆိုလို့ရှိရင်9000နဲ့အင်ရောင်းဝေချေရမှာနော်အင်ရောင်းဝေချေရမှာတကွင်းကို1000လောက်သက်သာသွားမှာနော်4000ခွဲဆိုလို့ရှိရင်9000ကျမယ်ကွနော်နှစ်ကွင်းဒီမှာ9000ခွဲဆို1000ခွဲလောက်တက်လာမယ်နှစ်ကွင်းယူမယ်ဆိုနော်အရောင်လေးပြပေးမယ်နော်အော်ဟိုဟာကိုပြောအောင်မယ်ငွေကြိုလွဲနဲ့အင်ရောင်ငွေချီပေါ့နော်အဲ့မဟုတ်ငွေကြိုလွဲနဲ့မန္တလေးနော်မင်းကကြမန္တလေးရဆိုတော့လေမန္တလေးနဲ့အင်ရောင်ငွေချီပေါ့အင်ရောင်ငွေချီမန္တလေးလည်းအင်ရောင်ငွေချီဖြစ်တာပဲလေနော်တရက်ပဲပို့ရဆိုမန္တလေးနဲ့အင်ရောင်ငွေချီကိုကြတော့ဟိုဟာနဲ့ယူလိုက်တကွင်းနဲ့ယူမယ်ဆိုရင်3000ခွဲနှစ်ကွင်းယူရင်6000ခွဲနော်တကွင်းနဲ့ယူမယ်ဆို3000ခွဲနှစ်ကွင်းယူရင်6000ခွဲတကွင်းနဲ့3000ခွဲလိုက်ချကြည့်ပါကွယ်အခု3000ပေါက်နေပြီနော်လက်ကားစေး3000ပေါက်နေပြီရှင်ဒီတကွင်းကို3000ပေါက်နေပြီတကွင်းကို3000ခွဲနဲ့ဥရသူရမယ်တိတ်လည်းမရှိတော့လို့အထည်လေးကပစ္စည်းကူလေးပဲကြည့်ရတင်ရအရှုံးတော့နော်ဒီမှာဒါလေးကစက်သွေးလေးပေါ့စက်သွေးပုတ်လေးရင်းလေးလှနော်စက်သွေးရင်းလေးဟိုအညိုတော့မဖြစ်ဘူးဒီလားစက်သွေးရင်းလေးနော်ဒါလေးကဟိုဓာဝါတက်ပေါ့ဓာဝါတက်လို့အမှတ်လိုက်တော့နော်တိတ်မများလို့မကတ်တော့ပြင်းထူတာဒီဟာကကြတော့ဗာလဲဓာဝါနှစ်ပေါ့နော်အနဲ့ရနော်ဓာဝါနှစ်အနဲ့ရလေးလာနော်တကယ်လာရင်ကလားအနဲ့လေးပေါ့ဒီလားဒါလေးနဲ့တွဲဝတ်လိုက်โอเคနော်ဒါလေးနဲ့ဒီဟိုဟာလေးနဲ့တွဲဝင်လာနော်သူဓာတောက်မှန်စင်နော်နောက်ပြီးတော့ဟိုဟာလေးဒီလိုမျိုးအသားတစ်စိတ်လေးပါမယ်တလားဒီမှာမိုင်းချွိုက်ကထုတ်တာလေမိုင်းချွိုက်ကဆိုတစ်စိတ်လေးအသားတစ်စိတ်လေးကုန်ပါလာဒါတစ်မျိုးစီလာတာပါဒီမှာဒါလေးရတယ်ပန်းအိုးလေးလိုပါလေးလိုနော်ဆန်းဆန်းလေးနော်ဒီလိုအစင်လေးနောက်ပြီးတော့ဒါလေးကနံပါတ်2လေးပေါ့နော်နံပါတ်2လေးဓာဝါ2ပေါ့ဒါလေးကတော့ဓာတောက်မှန်လေးနော်ဓာတောက်မှန်လေးအော်ဒါဆောက်ထိုးလေးဖြစ်နေနော်ဒီမှာပြည့်တဲ့စိတ်ကလေးနော်ဒါလေးကဆောက်ထိုးလေးဖြစ်နေဒီလိုမျိုးလေးနေမှာပေါ့ဒီလိုလေးနော်ဒီလိုလေးနေဟုတ်တယ်နော်ဒီလိုလေးနော်ဒါလေးကဓာဝါ3ပေါ့နော်ဒါလေးရမယ်နော်ပြကြလို့ရှိရင်ဒီကဓာ3လက်ပေါ့နော်ဒီကနာမည်ခေါ်ရတာရှာတိတ်လို့နော်နာမည်ပါတိတ်ကတော့အကောင်ပါပဲပါတိတ်စူပါပြောလို့နော်အဲ့ဒီဟာကိုဒါလည်းစေးသားနဲ့ပဲပေါ့နော်ဒီလိုအမိတ်ချင်းတူပဲဒါမိတ်လေးနော်ဒါမို့လေးနော်ဒါလေးက3မင်းရောင်လေးနော်ဒါလေးက3မင်းရောင်ပထောက်6ဝါလား3မင်းအဲ့လိုမျိုး3မင်းလို့ပထောက်6ဝါလို့ရောင်နော်ရောင်ဝါဖြစ်နေမင်းရောင်3မင်းလို့ပထောက်6လို့ရောင်နောက်ပြီးတော့ဒီဟာလေးကဒါလေးကကြတော့ဝါရောင်လေးတပြေးသီးအောင်နော်တပြေးသီးအောင်လှနော်ဒါတောက်မှန်ဒီ3မင်းရောင်လေးရှားတယ်နော်3မင်းရောင်လို့ပါတော့ဝါရောင်လို့ကလေပါတာနည်းနည်းရှားရသလားနော်ဒါလေးကတပြေးသီးလေးနော်ဒါလေးကတပြေးသီးလေးသူလည်းလှတာပဲနော်ဒီလိုလေးနော်အစင်ကြီးနော်ဓာတောက်မှန်လေးဓာချစ်တူလေးပေါ့အတက်ချစ်တူစစ်ဓာချစ်တူစစ်အဲ့ဒီစင်လေးဆိုအမနောက်ပြီးတော့ဒီမှာဒီဓာလေးကဒီဇိုင်းဆန်လေးသူကလည်းဓာတော့ပါတယ်ဒီလားဒီမှာဓာတော့ပါတယ်ဒါပေမဲ့သူကဒီမှာဓာတောက်မှန်ကောလေးရယ်ဒီလိုအပွင့်လေးတွေဒီလိုအနွယ်လေးခက်လေးတွေပေါ့သူကတော့တထေးရောင်လေးပေါ့တထေးရောင်မြင်းကြီးရောင်လေးနော်တထေးရောင်မြင်းကြီးရောင်လေးလာတယ်ဒီရောင်လေးကြိုက်တယ်သလားဘိုးဆန်လို့ဒီရောင်လေးကလေဘယ်လိုပြောမလဲဟိုအရင်တော့ငငယ်တော့ဆိုစေကန်းတွေပါတယ်တွားတယ်လေဟိုဒေါက်တာမတွေပါတယ်ဒါမိုးရောင်လေးတွေကိုကြာအိမ်မှာဆိုကြည့်လိုက်ရမေးလိုက်ရတာမလေးလှလိုက်တာပတ်တိတ်လေးကိုအဲ့လိုမှာဒါလေးရဆိုရင်ဟိုကဗာလဲဒါလေးကစက်သွေးနီလေးဒီလားစက်သွေးနီလေးကိုမှလေစက်သွေးနီလို့ပြောမှဟုတ်တယ်စက်သွေးနီကိုလေလှတယ်သလားရွှဲလေးရွှဲလေးအရောင်ကြီးအပြင်မှာလေဒါကမီးရောင်ကကြာတော့ဖွေးတဲ့နေရာဖွေးပြီးတော့စိုးတဲ့နေရာစိုးတယ်ဒီလားဘယ်လိုဖြစ်နေရနော်ဒီမှာ
သူလည်းလှရနော်ချက်သွေးနီလေးပေါ်နာတယ်လားအစင်လေးတွေကလေဟိုစမ်းနေသလားဟုတ်လားအစင်လေးတွေကပုံစံစမ်းနေနော်ဒါလေးကချက်သွေးနီနော်အော်နံပါတ်တွေလည်းမပြောပါဘူးကိုကနေကိုပဲမှတ်လိုက်တော့နော်ချက်သွေးနီဆိုချက်သွေးနီရဒါသုံးတယ်လို့အဲ့လိုပြောလိုက်ပြီးကြရင်ဒါလေးကတော့ဟွာလေးပေါ့ဒါလေးကကြတော့ဟွာအုတ်ကျိုးရောင်လားကျွန်းရောင်လားအဲ့လိုရောင်လေးနော်ပတိတ်မှာမရှိမဖြစ်လိုအပ်တဲ့အရောင်လေးပတိတ်ဆိုလို့ရှိရင်ဒီရောင်ဆိုတာအသားကြနေပြီအဲ့လိုမျိုးတဘောနော်အမေသူ့အစင်လေးကလှတယ်လားဟုတ်လားနော်ဒါမိတ်လေးရဲ့နော်ဒီလိုအကောက်ကိုလေးရဲ့နော်လှရနော်ဟုတ်ကိုရောင်လို့ပြောမဟုတ်တကယ်လှလို့လှပြလှတယ်နော်ဒါလေးကြိုက်တယ်ဆိုရင်ဘာရမှာဒါမှမဟုတ်စီလီပေါ့နော်ဘာဖုန်း3ညနေကုန်ကို6နဲ့စီလီမှာလာမှာပေးပါရှင်နော်ဒါလေးပဲရမှာနော်မြန်လာထားနော်ဥရသူရမှာနော်ဈေးနှုန်းလေးကခဏပြောထားသလိုပဲနော်ဥရသူရမယ်ရှင်နော်မအရောင်လေးနော်ဒါသုံးလက်ပေါ့နော်ကြည့်လိုက်ပေါ့နော်ဒါသုံးလက်ပါရှင်ဘာလာနေရပဲလောက်တာလေဒါလေးအနက်ကလေးဒါလေးကဒီလိုရောင်လေးနော်အားလုံးကျေးဇူးတင်ပါတယ်ရှင်